financial statements တွေအကြောင်းကိုအချင်းချုပ်ပြောပြသွားပြီဆိုတဲ့အခါကျတော့ဒီ financial statements တွေကိုဘယ်သူတွေကဘယ်လိုရည်ရွယ်ချက်တွေနဲ့အသုံးပြုတယ်လဲဆိုတာကိုဆက်ကြည့်ကြမယ်နော် financial statements ရဲ့ user ရဲ့မှာပထမဆုံးအသုံးပြုရတဲ့သူကဘယ်သူတွေလဲဆိုလို့ရှိရင်တော့ဒီလုပ်ငန်းရဲ့ management ဘိုင်းကနေပြီးတော့မှ financial statements တွေကိုကြည့်ပြီးတော့မှဆုံးဖြတ်ချက်တွေချဖို့အတွက်တို့လုပ်ကြရပေါ့နော်နောက်ဘယ်သူတွေလုပ်တယ်လဲဆိုရင်တော့ external မှာရှိနေတဲ့သူတွေနံပါတ်1 investor ရှိတယ် investor တော့မဟုတ် shareholder လို့လည်းခေါ်တယ်ဒီလူတွေကဒီလုပ်ငန်းမှာသူတို့ရဲ့ငွေကိုရင်းနှီးမြှုပ်နှံဖို့အတွက်ပေါ့နော်သူတို့ဘာလို့စိတ်ဝင်စားလဲဆိုရင်ကြတော့ဒီလုပ်ငန်းကဘယ်လောက်ထိအမြတ်ရှိတယ်လဲဘယ်လောက်ထိ performance ကောင်းတယ်လဲဆိုတာကိုသူတို့အနေနဲ့ကစိတ်ဝင်စားရဲပေါ့နော်ပြီးတော့ရဲ့အခါမှာအကြွေးတွေကိုသူတို့ဆက်နိုင်လားအကြွေးကဘယ်လောက်ရှိရလဲ equity ဘယ်လောက်ရရလဲပြီးတော့ရဲ့အခါမှာကျတော့ဒီလုပ်ငန်းရဲ့ dividend အမြတ်ခွဲဝေမှုဘိုင်းတွေကိုသူတို့အနေနဲ့စိတ်ဝင်စားတယ်အဲ့ဒါကြောင့်မို့လို့သူတို့ဒီ income statement financial position ပြီးရခါမှာ cash flow ကိုလည်းသူတို့စိတ်ဝင်စားတယ်လို့ changes in equity ကိုလည်းစိတ်ဝင်စားမျိုးဖြစ်ပါတယ်ပတ်စံတွေချေးရတူပေါ့နော်ဒါမှမဟုတ်ဘဏ်တွေပေါ့ဘဏ်တွေကတော့ဘာလို့စိတ်ဝင်စားလဲဆိုလို့ရှိရင်တော့ဒီလုပ်ငန်းဟာအကျွေးတွေကိုပြန်ဆက်နိုင်လားအတိုးတွေကိုပုံမှန်ပေးနိုင်လားအတိုးပုံမှန်ပေးနိုင်လားဘယ်ပေါ်မှာမူတည်လဲဆိုရင်အမြတ်ရရဲ့ပုံမှာမူတည်နေတယ်အဲ့ဒါကြောင့်လို့ income statement ကိုကြည့်တယ်နောက်ပြီးတော့အကျွေးပုံမှန်ပေးနိုင်လားဆိုတဲ့ပုံမှာ statement of financial position ကိုအဓိကထားပြီးတော့မှကြည့်ပါတယ်နောက်ထပ်ကတော့ supplier ရေပေါ့နော်ဒီ supplier ဆိုတာကကြောင့်သူတို့ရဲ့ပစ္စည်းတွေကိုကိုယ့်လုပ်ငန်းတို့အကျွေးချပေးမှာဖြစ်တဲ့အခါကျတော့ credit နဲ့ပေးမယ် credit sales နဲ့သူတို့ရောင်းမဲ့အခါကျတော့ဒီ business ကကျွေးဆက်နိုင်မှုရှိရလားပြီးတော့သူက profit တွေကဘယ်လောက်ရနေလဲဆိုတော့သူကသိချင်တယ်ဆိုတဲ့အခါကျတော့သူတို့ဒီဘာဖြစ်လဲဆိုတော့ contract မချုပ်ခင်ပေါ့နော်supplier အနေနဲ့ပေါ့နော် supplier contract မလုပ်ခင်မှာဒီလိုအပ်တဲ့ document တွေပေါ့နော်ဒီ company ရဲ့ဥပမာတစ်နှစ်စာပဲဖြစ်ဖြစ်6လစာပဲဖြစ်ဖြစ် income statements တွေ financial position တွေကိုသူတို့ကကြည့်ရဖြစ်ပါတယ် online ဝန်ထမ်းတွေကဘာလို့စိတ်ဝင်စားလဲဆိုရင်ကြောင့်ငါတို့ဒီလုပ်ငန်းကြီးမှာရေရှည်ပေါ့နော်အလုပ်ရနိုင်ပါမလားလုပ်ငန်းအခြေအနေမကောင်းဆိုရင်ကြောင့်အလုပ်တွေထုတ်ပြင်မှာပေါ့နော်အဲ့ခါကျတော့ဒီလုံကအချိန်ကြီးကောင်းနေတော့အလုပ်ဆက်လုပ်လို့ရနိုင်တယ်ဆိုတာမျိုးဖြစ်တဲ့ခါကျတော့ဝန်ထမ်းတွေအနေနဲ့ကကြတော့လေဒီ income statement ကိုအဓိကအဖြစ်သူတို့စိတ်ဝင်စားရပေါ့နော် income statement ပြီးတော့အခါမှာ financial position ဖြစ်တယ်နောက်တစ်ယောက်ကကြတော့ customer တွေပေါ့နော် customer ရလည်းပဲကိုယ့်ရဲ့လုပ်ငန်းရဲ့ဒီ financial statement တွေကိုသူတို့စိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကကြည့်ရဲ့အချိန်မှာဒီလူဟာကိုယ့်ရဲ့ customer ဘက်ကကြည့်ရဲ့အချိန်မှာကိုကသူတို့ရဲ့ supplier ဖြစ်နေအဲ့ခါကျတော့ကိုက supplier အနေနဲ့ပေါ့နော်သူတို့နဲ့ supplier အနေနဲ့ဒါမှမဟုတ် business partner အနေနဲ့ပေါ့နော်ဟောဆယ်မှာအလုပ်လုပ်နေရအဆင်ပြေနေရဆိုပါစို့အဆင်ပြေနေနေရုတ်တရက်ကိုကပေါ့နော်အလုပ်ဆောင်မလုပ်တော့ဘူးဆိုလို့ရှိရင်ကြောင့်ဒီဘက်က customer အနေနဲ့ကကြတော့သူတို့အနေနဲ့ supplier တွေထပ်ရှာရတာမျိုးအောက်မှာအလုပ်တွေရှုပ်သွားတယ်ပေါ့နော် business မှာတောက်နေကြမှုတွေဖြစ်သွားနိုင်တဲ့အခါကျတော့ဒီ business ကဘယ်လောက်ထိပေါ့နော်ရေရှည်မှာသူတို့လုပ်နိုင်လားဆိုတော့သိချင်တဲ့အခါကျတော့သူတို့အနေနဲ့ဒီ financial statements တွေကိုစိတ်ဝင်စားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ government အစိုးရလို့ပြောပြီးဆိုရတယ်အစိုးရစိတ်ဝင်စားတာဒီအခွန်ကိုစိတ်ဝင်စားတယ်အဲ့ခါကျတော့ external audit တွေနဲ့သူတို့ဒီအခွန်ကိစ္စတွေလုပ်တဲ့အချိန်မှာလုပ်ငန်းရဲ့အဓိကကြတဲ့ financial statements 3ခုပေါ့နော် income statement of financial position cash flow ကိုလည်းသူတို့စစ်တာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကကြတော့ community ပေါ့နော် community မှာရှိနေတဲ့သူတွေကလည်းပဲကိုယ့်ရဲ့လုပ်ငန်းကိုစိတ်ဝင်စားတယ်ဘယ်လိုအခြေအနေမျိုးမှာလဲဆိုလို့ရှိရင်ကိုယ့်လုပ်ငန်းကတဖြည်းဖြည်းနဲ့ကြီးလာတယ်ပေါ့နော်ဒီ industry တစ်ခုမှာကိုယ့်လုပ်ငန်းကဥမာထိတ်ဆုံးမှာရှိနေတာမျိုးဆိုလို့ရှိရင်ကြတော့ဒီလူတွေကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကြောင့်ကိုစိတ်ဝင်စားကြတယ် profitable ကိုလည်းစိတ်ဝင်စားကြတာမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ financial statements တွေဒီဘယ် business မဆိုအရေးကြီးတဲ့ financial statements တွေ၄ခုရှိပါတယ်ဒီ၄ခုမှာဒီ user တွေအနေနဲ့ပေါ့နော်စိတ်ဝင်စားတဲ့သူတွေ user တွေအသုံးပြုတဲ့သူတွေအနေနဲ့ကကြတော့ different purpose ပဲသူတို့မှာမတူညီရဲ့ရွေချက်တွေနဲ့ဒီတူညီသောပေါ့နော်ကိုယ့်လုပ်ငန်းရဲ့ financial statements တွေကိုအသုံးပြုကြတာပဲဖြစ်ပါတယ်ရှင်ဒီလောက်ဆိုလို့ရှိရင်ကြတော့ financial statements တွေအကြောင်းနဲ့ဒီ statements တွေကိုအသုံးပြုရတဲ့သူတွေအကြောင်းကိုအနေချင်းတော့နားလည်သွားပြီလို့ထင်ပါတယ်ရှင်နောက်ဗီဒီယိုကြီးမှာပြန်တွေ့ပါမယ်